မီးလောင်ပြင်ကနေအောင်မြင်မှုစီတို့1914ခုနှစ်ဒီဇင်ဘာလရဲ့ညတညမှာအသက်68နှစ်အရွယ်တတိတယောက်ရဲ့စိတ်ုံကြီးတစ်ခုလုံးမီးလောင်ကျွမ်းနေပါတယ်။အဲဒီစိတ်ုံထဲမှာသူတစ်သက်လုံးစုဆောင်ခဲ့တဲ့သူတေသနာတွေစက်ပစ္စည်းတွေနဲ့ဒေါ်လာတန်းချီတဲ့ပိုင်ဆိုင်မှုတွေပြကျနေပါပြီ။ဒီလိုအခြေအနေမျိုးမှာခင်ဗျားဆိုရင်ဘာလုပ်မလဲ။ငိုနေမလား။ရင်ဘတ်စီ TV ကန်ကြမာကိုပြစ်တင်မလား။ဒါပေမဲ့အဲ့ဒီတထေးကြီးကတော့သူ့သားကိုခေါ်ပြီးဒီလိုပြောခဲ့တယ်။သားရေမင်းမေကိုတွားခေါ်ကြည့်ဒီလိုမီးတောင်မျိုးသူ့တက်မှာတစ်ခါမှမြင်မှုမှမဟုတ်ဘူး။အဲ့ဒီလူကအခြားလူတရားမဟုတ်ဘူး။ကဘာကျော်တီထင်သူတောမတ်အဲရီဆင်မှာသူပါလို့ဒီလိုပြောလိုက်တာလေ။အဖေကတော့ NMB reframing လုပ်ပါreframing ရဲ့သဘောတရားကတော့အဲ့ဒီကအဲဒီစဉ်သူ့ဘဝမှာပျက်စီးသွားပြီလို့ frame ဘာမှခက်ခဲ့ပါအောင်သူကငါမားတွေအားလုံးပြာကျသွားပြီအခုငါအစ်စ်ကနေပြန်စားလို့ရပြီလို့အဓိပ္ပာယ်ပြောင်းလဲသတ်မှတ်လိုက်တာပါဒါဟာ NLP မှာ meaning reframing လို့ခေါ်ပါတယ်အဖြစ်အပျက်ကတော့မီးလောင်တာပါပဲဒါပေမဲ့ခံစားချက်ကအရှုံးကနေအစ်စ်ဖြစ်သွားတာပါကဲဒါဆိုရင်အဲဒီစင်လိုစိတ်သက်မျိုးရအောင်ကျွန်တော်တို့ဘဝတွေမှာဘယ်လို reframing လုပ်မလဲအချင်းတွေကိုလက်ခံမှာမီးလောင်နေတာကိုမလောင်ဘူးလို့ညာခိုင်းနေတာမဟုတ်ပါဘူးရှိရဲ့အရှိတရားကိုအရင်လက်ခံမှာအဲဒါကအဆင့်တစ်ပါအဆင့်နှစ်အနေနဲ့ကတော့မိဂုံပြောင်းပေးပါဒါငါ့ကိုဘာလို့ဒုက္ခပေးတာလဲဆိုရဲမိဂုံအစားဒီဖြစ်ရမှာငါအတွက်ဘယ်လိုအခွင့်အရေးရှိမလဲလို့ပြောင်းပေးပါအဆင့်3ဘောင်တစ်ခတ်ပါဥမာအလုတ်ထုတ်ခွင့်ရတဲ့အဖြစ်အပျက်တစ်ခု old frame ကတော့ငါတော့လမ်းဘေးရောက်ပြီလို့တွေးမှာပဲ new frame ဒီ reframing လုပ်မဲ့အနေထားနဲ့ဆိုရင်ငါရဲ့ကိုယ်ပိုင်စီးပွားရေးစလုပ်ဖို့ကံကြမ္မာကတွန်းပို့လိုက်တာပဲလို့တွေးမယ်ဒီအဆင့်3ချက်ကိုကျင့်သုံးပြီဆိုရင်တော့ကြုံရတဲ့ခက်ခဲရပုံစံတစ်ခုဖြစ်သွားမှာပါအဲဒီစီးရင်ဇလန်းကိုပြန်ဆက်ရရင်မီးလောင်ပြီးနောက်တစ်နေ့မှာပဲသူကအရှုံးပေးပဲအလုပ်ပြန်လုပ်ခဲ့ပါတယ်နောက်တစ်နေ့အတွင်းမှာသူဒေါ်လာ10သန်းနီးပါးအကျိုးမြတ်ပြန်ရခဲ့ပါတယ်ဒါဟာ reframing ရဲ့စွမ်းအားပါခင်ဗျားကိုအခက်ခဲတွေကတက်လို့မရပါဘူးခင်ဗျားခတ်ထားတဲ့အတွေးပေါင်ကပဲခင်ဗျားကိုတက်နေတာပါအခုခင်ဗျားတို့ဘဝမှာကောအဲဒီစင်ရဲ့မီးလောင်ပြင်လိုမျိုးစိတ်ပြက်စရာတွေဘာတွေရှိနေလဲအဲဒါကိုအခုပဲဘောင်တစ် reframe လဲကြည့်ပါဖြစ်လာတဲ့အမြင်တစ်ကို comment မှာရေးပေးသွားပါဦး